ငါတည်ရင်ဘာဖြစ်မှာလဲလို့သိချင်တယ်မဟုတ်လားအဲ့တော့ငါတည်ရင်ဘာဖြစ်မှာလဲလို့သိချင်ဘယ်ဘီရင်မှမေးစရာမလိုဘသူမှမေးစရာမလိုပါဘူးငါမတည်ခင်မှာဘာများလုပ်လဲအဲ့ဒါကိုအကဲခတ်ပါငါမတည်ခင်မှာပြုလုပ်တဲ့အလုပ်ရဲ့အပေါ်မှာမူတည်ပြီးတော့နောက်ဘဝမှာဖြစ်ရမှာဖြစ်ပါတယ်ငါမတည်ခင်မှာဒါနတွေလုပ်ပြီးတော့တည်မယ်ဆိုရင်ဒါနကမ္မဘဝပြည့်စရာလူပြည်နတ်ပြည်သီလတွေစောင့်တည်ပြီးတော့တည်မယ်ဆိုရင်သီလကမ္မဘဝပြည့်စရာဖြစ်လျာဘဝတန်တရာတစ်လျှောက်မှာအနာယောဂကင်းမယ်တရားတွေနာပြီးတော့တည်မယ်ဆိုရင်သမထကမ္မဘဝပြည့်စရာခမပြည်ဇာတိခမပြည်20ဝိပဿနာခန္ဓာညာရောက်တရားလို့အားထုတ်ပြီးတော့ဝိပဿနာကမ္မဘဝပြည့်စရာတရားနဲ့သိမယ်ဆိုရင်နိဗ္ဗာန်ဇာတိနိဗ္ဗာန်မှာဖြစ်ပါတယ်ဒါကောင်းတဲ့အလုပ်ကိုပြောတာဖြစ်ပါတယ်မကောင်းတာလုပ်ပြီးတော့သိမယ်ဆိုရင်တော့ခြုံပြောမယ်ဆိုရင်တော့အကုသိုလ်ကမ္မဘဝပြည့်စရာမရေတရိစ္ဆာန်ပိဋ္ဌအတုရကအပယ်လေးပုံမှာဖြစ်ပါတယ်အနုစိတ်ပြီးတော့ပြောမယ်ဆိုရင်လောဘလုပ်ပြီးတော့သိမယ်ဆိုရင်လောဘတွေအားကြီးပြီးတော့သိမယ်ဆိုရင်လောဘကမ္မဘဝပြည့်စရာပိဋ္ဌဇာတိပိဋ္ဌဖြစ်မယ်ဒေါသတွေအားကြီးပြီးတော့သိမယ်ဆိုရင်ဒေါသကမ္မဘဝပြည့်စရာငရဲဇာတိငရဲမှာဖြစ်မယ်မောဟနဲ့သိမယ်ဆိုရင်တွေ့ဝေနဲ့သိမယ်ဆိုရင်တော့မောဟကမ္မဘဝပြည့်စရာတိရစ္ဆာန်ဇာတိတိရစ္ဆာန်ပုံမှာဖြစ်မယ်ဝိဇိကိစ္စယုံမှာတန်တရားတွေနဲ့သိမယ်ဆိုရင်တော့ဝိဇိကိစ္စကမ္မဘဝပြည့်စရာအတုရကဇာတိအတုရကပုံဌာနမှာဖြစ်မယ်အဲကြောင့်တို့ယောဂီများငါသိရင်ဘာဖြစ်မှာလဲလို့သိခြင်းငါမသိခင်မှာဘာများလုပ်လဲအဲ့ဒါအကက်ခတ်ကိုလှုပ်တဲ့အလုပ်အပေါ်မှာမူတည်ပြီးတော့နောက်ဘဝမှာဖြစ်ရမှာဖြစ်ပါတယ်